မြန်မာနိုင်ငံမှာ fan page အကောင်းဆုံးဖြစ်တဲ့ J-Dine Esport နဲ့ YG Esport ရဲ့သွေးဆုံမှုမှာ YG Esport က J-Dine ကို 2-0 ဆိုတဲ့အနေအထားနဲ့အကောင်းမှုဆုံးအနိုင်ရရှိသွားခဲ့တယ်။ကျွန်တော်အများကြီးမျှော်လင့်ထားတဲ့ J-Dine အနေနဲ့သူတို့အချင်းချင်း condition တော်တော်လေးလွတ်နေတာကိုမြင်တွေ့ရမယ်ဗျာ။ဖိလစ်ပင်းပြည်ရဲ့ဘာသာစကားကွဲပြားမှုတွေများလာဒါမှမဟုတ်ရင်တင်း condition ဟာတားကြီးလွတ်နေတဲ့အတွက်ကြောင့်ပဲသူတို့ချင်းချင်းများစကားတွေပါများထားလားတော့မသိဘူး။ကွဲပြီးသွားတဲ့ဒီတော်တော်လေးအားမရမှုတွေအများကြီးမြင်တွေ့ရခဲ့တယ်ဗျာ။ဥပမာတာတဲ့ဘယ်ရီမှာမက်ကိုထရိုမတိုးပေးနိုင်တဲ့ index ယိုရီနေနဲ့စပဲတွေတားကြီးလွဲနေတယ်ဒီဘက်မှာချီကျူးရမှာခွန်ဗျခွန်ရဲ့လောက်ကွက်ကြောင့်ပဲဂိမ်းနံပါတ်1မှာတော်တော်လေးခံစားနေတယ်လို့တော့ကျွန်တော်မြင်တယ် YG Esport ရဲ့ဆလီနာဖာရှာတွဲလုံးတွေကဂိမ်း1မှာတော်တော်လေး effective ဖြစ်တယ်တကယ်ဆို J-Dine မှာချင်းနေတော်တော်စိုးနေတာစစ်စစ်ပြန်စပဲတွေလွဲချက်ကလေတပွဲလုံးမှာစူလိုတွေတစ်ခါပြီးတစ်ခါမောက်တယ်အရင် AI Esport တော့ရှိခဲ့အလီဒါလေးတော့သွားပြီးတော့သတိရမိတယ်ဗျာဒီပုံစံနဲ့ဆိုရင်နောက်ပွဲတွေမှာအလုပ်ပြစ်မယ်လို့တော့မထင်ဘူးဒါမှမဟုတ်ဒီများဂိုးလိမ်းများပြောင်းဆော်မလားဆိုရင်ခံစားချက်ကြီးတော့ရနေတယ်ဂိမ်းနံပါတ်2မှာလည်း Hero Track တော်တော်လေးတာတယ်အားလီမှာလည်းတောက်လျှောက်ဖိနိုင်ခဲ့ပေမဲ့တစ်ဖက်ရဲ့ Baiting Play Style ကိုပြန်ပြီးတော့ကောင်းတာမစောတတ်တာကြီးကတော်တော်လေးကိုစိုးတယ်ဗျာဥပမာဒီတာတွေကိုကြည့်လိုက်တစ်ဖက်ကဗရက်စပဲသားမှုအတွက်ရင်းကိုတောက်လျှောက်ပဲစပဲအတိတ်ကင်းတောက်လျှောက်လောက်ခိုင်းနေအဲ့ချိန်မှာရှောင်းနေတာကစတစ်ဗျာတာကြီးရောပျော်နေတော့ကျွန်တော်မြင်တယ်ဟိုဘက်ကစပဲတွေကုန်တော့တောက်လျှောက်ကြီးဝင်လုံးနေအဲ့ချိန်မှာ free ban ရနေတဲ့ YG ရဲ့သူတို့ရဲ့ဂိုးလိန်နာကဒီပွဲမှာ carry the game လို့တော့ပြောလို့ရတယ်လေဂိမ်းမှာဆိုရင်စတစ်နေနဲ့ powerful ဘာမှမဖြစ်တော့ဘူးအဲ့ချိန်မှာ carry ရဲ့ damage တွေကလေဘလို့မှဘယ်ကောင်းမှသူနဲ့ကိုကတ်လို့မရတော့တာကရီတာထောင်ဝါတဲ့ဂိမ်းနံပါတ်2ကလည်း YG ရပဲဖြစ်သွားတယ်ကျွန်တော်အများကြီးမျှော်လင့်ခဲ့တဲ့ J-Dine အနေနဲ့နောက်ပွဲတွေမှာဘလို့လုံးပြအောင်မလဲတော့ကျွန်တော်စောင့်ကြည့်ခြင်းပါသေးတယ်ကဲ fighting မှာကျွန်တော်ကတော့စီစဉ်နေစတူ DB ဖြစ်ပါတယ်နောက်ဗီဒီယိုများမှာပြန်တွေ့ပါအောင်မယ်ကျွန်တော် YouTube channel TikTok channel နဲ့ကျွန်တော်ရဲ့ Facebook channel တို့မှာ like and subscribe လေးတွေလုပ်သွားပေးဖို့ကျွန်တော်တောင်းဆိုလိုက်ပါတယ်ကဲနောက်ဗီဒီယိုများမှာပြန်တွေ့ပါအောင်မယ်ဗျာ